မင်းကလေးတယောက်ဘလောက်နာကျင်ပြီးမှလက်လို့ဖို့တွေးလေတေးကြတာတစ်ခုကတော့မင်းကလေးတယောက်လွယ်လွယ်လေးချစ်နိုင်ပြီနဲ့လွယ်လွယ်လေးနဲ့လက်လို့ရတဲ့တတိတွေမရှိပါဘူးပထမတစ်ခုသူ့နှလုံးသားကိုသူအလုံးစုံပုံအပ်ထားတယ်ဒုတိယတစ်ခုစားချစ်တဲ့ချိန်လေးဟာဒီလူနဲ့ပဲအုံမင်းသွားခြင်းလို့တွေးထားတတ်ကြတယ်ဒါကြောင့်ပဲမင်းကလေးတယောက်ဟာသူချစ်မိတဲ့သူကိုလွယ်လွယ်လေးနဲ့လက်လွတ်သွားကြမှာမဟုတ်ဘူးစိတ်ကူးရင်လည်းသူဆိုရင်အနာဂတ်တွေထိအတူတူဆိုပြီးစိတ်ကူးရင်းနေမိလိုက်မယ်အိမ်မက်တွေမှတ်နေမိလိုက်မယ်သိချစ်တတ်တဲ့မင်းကလေးရဲ့အုံနောက်ဟာနှလုံးသားရဲ့အနောက်မှာပဲရှိနေတတ်တာလေသူ့ကိုချစ်တယ်ရင်ဘတ်ကြီးနဲ့ခံစားလိုက်မယ်နာစရာရှိတဲ့အခါကြေခွဲစရာရှိတဲ့အခါရင်ဘတ်ကြီးတွေထဲပြီးနာကျင်နေလိုက်မယ်ငါဆုံးလွန်လိုက်ရတော့မလားဆိုပြီးအုံနောက်ကနည်းနည်းလေးမှတွေးမိမှာမဟုတ်ဘူးနှလုံးသားကနာကျင်ရတဲ့တဲ့ကိုခန္ဓာရင်မရှိတော့တဲ့အခါမှသာရင်နာနဲ့လက်လွတ်လိုက်ရတော့မှလားဆိုပြီးစတွေးတယ်အဲ့လိုတွေးမိတဲ့အချိန်ဟာသူ့နှလုံးသားစပြီးထုံအပ်သွားတဲ့အချိန်ပါပဲလွယ်လွယ်လေးလို့မပြောပါနဲ့မျက်ရည်တွေအများကြီးရင်းခဲ့ရတယ်အချိန်တွေအများကြီးရင်းခဲ့ရတယ်ပျော်ရွှင်မှုတွေအများကြီးစတီးခဲ့ရတယ်တမမထားခြင်းတွေလက်လူရှုခြင်းအများကြီးခံခဲ့ရတယ်ဒီလိုနာကျင်နေရတော့လက်လွတ်ဖို့မတွေးသေးတဲ့မင်းမသားတွေတကယ်အများကြီးရှိတယ်မာနမိကြောင့်နေခဲ့တာပါတကယ်တော့လေကိုတို့ကအရင်ချစ်ခဲ့ကြတာဒါပေမဲ့ကိုတို့တွေမှာမာနတွေကိုစီနေလေစိတ်ဆိုးတာစချုပ်ဖို့ကိုမာနတွေထားခဲ့တယ်ရန်ဖြစ်တဲ့တောင်းပန်မှုမာနတွေထားခဲ့တယ်အထင်လဲခဲ့ရင်တော့အရှင်းမပြချင်တဲ့ကိုတို့ရဲ့မာနတွေကကိုတို့ကိုယ်ကွာသွားစေခဲ့တယ်မင်းကလမ်းခွဲမယ်လို့ပြောလိုက်တဲ့နေ့မှာကိုဆွဲထားဖို့မာနထားခဲ့တယ်။နေ့တိုင်းလွမ်းနေပြီမဲ့လမ်းနဲ့ပြောဖို့မာနထားခဲ့တယ်။ပြန်အစဉ်ပြေခြင်းပဲမဲ့နေနိုင်ခြင်းအောင်ဆောင်ခဲ့တယ်။မာနတွေကိုစီနဲ့တကယ်နိုင်ခွဲလိုက်ကြတယ်။ခုတော့တကယ်နာကျင်နေရပြီ။မာနကမနာကျင်အောင်လို့မကူနိုင်ခဲ့ဘူးလေ။